真的呢，头15မိနစ်ရှိတဲ့အတွက်ကြောင့်15မိနစ်စာလောက်ဟောဖို့ဖြစ်ပါတယ်လို့ဒါကြောင့်မှဒီပေါင်း30အမှုတော်ဆောင်ခဲ့တာတခါမှသူတို့ခွေးရမရခဲ့ဘူးပေါ့နော်တခြားဆရာကြီးတွေပဲခေါ်မှတရားဟောခိုင်းတာဒီနေ့မှပဲပထမဆုံးကျင်ပေါ့နော် graduate တွေကိုခေါ်ပြီးခွေးရတဲ့ကြောင့်ဖျားရှင်ကျိုးတို့ချီးမွမ်းပါတယ်လို့ဒီကနေ့ကျွန်တော်ဘွဲယူမဲ့ဘွဲယူပြီးတော့ဆရာသမားများအမှုတော်များကိုအဓိကထားမှခေါ်ပြမှာဖြစ်ပါတယ်ပထမတစ်ချက်အနေနဲ့ဖတ်တော်ကြားချက်ပေါ်မှာအခြေခံခြင်းအဖြစ်ဖျားသခင်မခေါ်ရင်အမှုတော်ဆောင်လို့မရပါဘူးဆိုတဲ့အချက်ပေါ့နော်အဲကြောင့်အမှုတော်ဆောင်ခြင်းဒီဖျားသခင်ခေါ်ယူခြင်းမှအစပြုပါတယ်ပိတရုလည်းပဲသူအစတော့တန်ငါတယ်ပဲငါဖားတဲ့လူပဲတို့လည်းပဲငါဖားတဲ့အနေကနေသခင်ခရစ်တော်သူ့ကိုခေါ်ခဲ့ပါတယ်လူကိုဖားတော့တန်ငါတယ်ပေါ့နော် I will make you fishers of men လူကိုများတော့တန်ငါတယ်ဖြစ်စီမယ်ဆိုမှသူ့ကိုခေါ်တဲ့အခါမှာပိတရုနဲ့အပေါင်းပါတို့ဟာကာနာမာလီကိုစိုက်ပြေးလင်ထိုသူတို့ဒီရှစ်သမျှကိုစွန့်ပြေး၍နောက်လိုက်ကြတယ်ဆိုတဲ့ဒါကြောင့်ပထမတစ်ချက်အနေနဲ့အမှုတော်ဆောင်ခြင်းခရစ်တော်နောက်လိုက်ခြင်းဒီရှိသမျှကိုစွန့်ပြေး၍နောက်လိုက်ခြင်းဖြစ်ပါတယ်လို့ပိတရုကအသက်မွေးအကြောင်းပြုနေတဲ့ပိုက်ကုံလည်းစွန့်ပြေးခဲ့ပါတယ်နေ့စဉ်နေ့တိုင်းစောင့်ဝင်နေဖူလုံနေတဲ့လုံခြုံမှုသူစွန့်ပြေးခဲ့ပါတယ်လို့ငါမရလို့ယေရှုနောက်လိုက်တာလည်းမဟုတ်ပါဘူးငါအများကြီးလိုချင်လို့ယေရှုနောက်လိုက်တာလည်းမဟုတ်ပါဘူးငါအများကြီးရတဲ့နေ့မှာအားလုံးကိုစွန့်ပြီးမှယေရှုနောက်ကိုလိုက်ခဲ့ပါတယ်ဒါကြောင့်ပထမအချက်အနေနဲ့ခေါ်တန်ကိုကြားတော်သူများအားလုံးကိုစွန့်ပြီးယေရှုနောက်ကိုလိုက်နေကြတော့ဘုရားဆောင်ရဖြစ်ဖို့အတွက်ပထမအချက်အနေနဲ့ကွာပြပါတယ်လို့သူတို့ရဲ့အချက်အနေနဲ့သူတို့ရဲ့အသက်တာကိုပြကြည့်တဲ့အခါမှာယေရှုကိုယုံကြည်တဲ့အတိုင်းပဲယေရှုနဲ့အတူသူရှောင်းလန်းခဲ့တယ်ယေရှုနဲ့အတူဘယ်အထိရှောက်လဲဆိုတော့ရေပေါ်အထိကိုလာလျှောက်ပါတယ်လို့အမှုတော်ဆောင်ကြီးဒီလေကိုစီးပြီးမှအမှုတော်ဆောင်နေတယ်မဟုတ်ပါဘူးရေပေါ်မှာလာလျှောက်ပြီးမှယေရှုနဲ့အတူအမှုတော်ဆောင်နေတာဖြစ်ပါတယ်ဆိုတာဒါကြောင့်တခါတည်းမှာရေပေါ်မှာလာလျှောက်တဲ့အခါမှာယေရှုနဲ့နိမြို့တော့တာပါတယ်လို့လူတွေရှင်းနေနဲ့တကယ်ခရစ်တော်ခေါ်တာကြားပြီးမှနောက်လိုက်မယ်ဆိုရှိတော့ခင်ဗျားတို့ဆန်းတခံရဖို့ရှိပါတယ်ဒီသူလည်းပဲယေရှုရေပေါ်မှာလာလျှောက်တော်မြင်တဲ့အခါမှာသူလည်းလျှောက်ရှင်နဲ့လာမယ်ဟုတ်လားဟုတ်တာပဲလေပေါ်မှာရေပေါ်မှာသူလာလျှောက်သွားတယ်တို့လည်းပဲလေပြင်းဒီကိုမြင်လေတဲ့ကြောက်လာ၍နိမုန်းလာသည်ရှိတော်ကဲတော်ဘာသခင်လို့ဟိကြော်လေယေရှုဒီလက်ကိုချစ်ရှင်းစား၍ပိတရုကိုကန်တော်မူလေယုံကြည်ခြင်းအားနဲ့တော့သူအပေကြောင့်ယုံမတော်စိတ်ဝေဒနီအမှုတော်ဆောင်ခြင်းဒီတစ်ခါတည်းရေပေါ်မှာလောက်လျှောက်တကယ်တော့ဖြစ်တဲ့အတွက်ကြောင့်တွေးကြရတော့လေမုန်တိုင်းများလေပြင်းများကိုတတိထားမိတဲ့အခါမှာနိမြို့တော့တာပါတယ်ပိတရုနိမြို့တဲ့အခါမှာ Save me Lord တခင်ကဲပါလို့ဟောခဲ့ပါတယ်တခင်ယေရှုသူ့ကိုပြကိုင်းတယ်လက်ကိုကိုင်းတယ်ဆိုတော့လက်ကိုကိုင်းပြီးမှဘယ်ကိုသွားတယ်လဲဆိုတော့အဲ့ဒီအခက်အခဲမှာလက်ကိုကိုင်းပြီးမှရေပေါ်ဆက်လဲမှလာလျှောက်နေတယ်ဆိုတာကျွန်တော်တို့မြင်ဖို့လိုပါတယ်ရေပေါ်လာလျှောက်မှလေထဲမှာပြောင်းဝင်သွားတဲ့သဘောပေါ့နော်တို့လည်းပဲပြောချင်တာတော့ကျွန်တော်ကကဲပါလို့ပြောတဲ့အခါမှာဖျက်ခဲ့တဲ့အခါမှာလေထဲမှာခါရဲထည့်ပြီးတော့မဟုတ်ပါဘူးအဲ့ဒီရေပေါ်ဆက်လိုက်ရှောင်းနိုင်ဖို့အတွက်ဒီသူတို့ကိုကယ်ချင်းဖြစ်ပါတယ်ဒါကြောင့်အမှုတော်ဆောင်တဲ့အခါမှာဒီသူတို့ကဲတို့ပြင်းထန်သောလိမ်များကိုတက်ခိုက်မှုများတွေးဆောင်မှုများကြ
ကျုံနေပါတယ်ဘယ်လိုပဲခက်ခဲကြိုကြိုဘယ်လိုပဲအသက်ခံရှိယေရှုထံတို့ပဲအမြဲတမ်းပြေးပါလို့ကျွန်တော်အမြဲတမ်းပြောရရှိတယ်ဒါခက်ခဲတယ်မလို့မဆောင်ချင်ဘူးထပ်ပြေးချင်တယ်ပြေးလေပြေးပါယေရှုရှိတဲ့ဖက်ပဲပြေးပါလို့ကျွန်တော်ပြောပါတယ်လို့ဒါကြောင့်လူတက်ချင်းနေနဲ့ရေပေါ်လောင်းလျှောက်တဲ့ခါမှာအကြောက်တရားတွေဝေလံတတ်ပါတယ်တို့လည်းပဲခရစ်တော်ကိုအမြဲတမ်းခေါ်ပါခရစ်တော်ကရေပေါ်မှာဆက်လက်လောင်းလျှောက်နိုင်အောင်လဲခေါ်ပါလိမ့်မယ်ဆိုတာဒုတိယချက်အနေနဲ့ကျွန်တော်ကြွားပြပါတယ်တတိယချက်အနေနဲ့ဒီလူကစိတ်ကောင်းမှုအကောင်းတော်လည်းပဲတကယ်ပေါ်ကြောင်တဲ့အခြေအနေရှိခဲ့တယ်ဆိုတာသိရတယ်ဒီလည်းယေရှုရဲ့ပေါင်းပါမဟုတ်ဘူးလားလို့သူ့ကိုမေးခဲ့တဲ့ခါမှာမသိဘူးဆိုတဲ့ဟာသုံးကျင်တဲ့တော့ငင်းခဲ့တယ်ဆိုတာတကယ်ရေးတော့သူကနေသူရဲ့ပေါ်ကြောင်ဖြစ်သွားတယ်ဆိုတာလည်းပဲကျွန်တော်တို့သူ့အကြောင်းကိုသိတဲ့ခါမှာဖျားခေါ်တော်ကြားတယ်နောက်လိုက်တယ်စုပြီးမှလိုက်တယ်တို့လည်းပဲအစာမျိုးစမ်းတန်းခါရတယ်နောက်ဆုံးကျတော့လည်းပဲငင်းပယ်ဒီအထိတော်မှရောက်ခဲ့ပါတယ်တကယ်ရှုသူ့ကိုပြောပါတယ်ပေတရုတေဒီယူကြည်တော့စိတ်မပြည့်စေခြင်းကငါသည်တေဖို့ဆူတောင်းပေးပြီတဲ့ခရစ်တော်ကိုမငင်းပယ်ခဲ့တဲ့ကတခင်ရှုကပေတရုအကြောင်းသိတယ်တေတဲ့ငါကိုမငင်းပယ်ဖို့အတွက်ငါကြောက်စိတ်မပြည့်ဖို့အတွက်ဆူတောင်းပေးပါတယ်တဲ့တေတတိပြရလာတော့ခါမှာတေဤညီကိုတို့ကိုတည်ကြည်စေလို့ယေရှုကပေတရုအတွက်ဆူတောင်းခဲ့ပါတယ်ဒါကြောင့်ဆိုးဆိုးချင်းကြောက်ဆိုးချင်းကြောင့်ကျွန်တော်ရဲ့စကားမှုကိုမဖြစ်သေးပါနဲ့ဘုရားသခင်ကသူခေါ်တဲ့လူကိုအဆုံးထိသူတောင်းယူပါတယ်ကျွန်တော်တို့ဖြစ်သေးတော့လည်းပဲဘုရားသခင်မဖြစ်သေးပါဘူးဆိုတာပေတရုသိပါတယ်ဒီမှာအင်္ဂလိပ်ကခေါ်ရှိတယ် God's calling is stronger than your worst mistake ဘုရားသခင်ကိုကြီးကတည်းရဲ့အဆိုးဆုံးအမှားထက်ပို၍ခွာကြည့်ပါတယ်တဲ့ဒါကြောင့်အားနည်းမှုတွေရှိတဲ့ခါမှာလည်းပဲအမှုတော်ကိုမဆုပ်ပြပါနဲ့တခင်ခရစ်တော်ကျွန်တော်တို့အတွက်စတောင်းပေးနေပါတယ်ဆိုတာတတိယပါနောက်လိချင်နေနဲ့တတူကတဖြည်းဖြည်းနဲ့ခရစ်တော်ကိုငင်းပယ်ရင်းနဲ့ခရစ်တော်လည်းဝကတဲ့မှာသိခါပြီဆိုတော့ယောဟန်7မှာဒါတွေ့ရတယ်ဆိုတော့သူ့ရဲ့အဖော်တွေကိုစုယုံပြီးမှငါဖတ်သွားတယ်ကျွန်တော်ငါဖတ်သွားရအောင်ဆိုပြီးမှငါဖတ်တဲ့အချိန်မှာတပည့်တော်ကိုအမှုတော်အတွက်ခေါ်ခဲ့တဲ့တမန်တော်တွေကနောက်ဆုံးကျတော့ငါဖတ်ဖို့အတွက်ကြတိုင်ပင်တယ်ပြစင်းကြတယ်ဆိုတာတွေ့ရတယ်တို့တော့ယေရှုကသူတို့ကိုဖော်ပြပါတယ်ကာနာမှာယေရှုကသူတို့ကိုကိုယ်ရောဖော်ပြပြီးမှပြတယ်အပိခဲ့ပါတယ်ပေတရုကိုသူပြန်မေးခဲ့ပါတယ် Do you love me more than this Agapas me play on two tone ဂရိလူကြောက်နော်ဟုတ်လားဒီလူတွေထဲငါကိုချစ်ပါသလားလို့မေးရတဲ့အကြောင်းကပြန်တယ်မှာသူ့ရဲ့မူလအမှုတော်ကိုပြန်တယ်မှာ restore ငါအတော့ကိုကျွေးမေးပါဆိုပြီးမှပြန်တယ်အားပေးမှာအမှုတော်ပြန်အားနေခဲ့တယ်ဆိုတာတွေ့ရှိရပါတယ်ကျွန်တော်လဲကြတော့လည်းပဲတခင်ရှုကမရှက်ပါဘူးမရှက်ဘူးလားပြန်လာတာမပြောပါဘူးအမြဲတမ်းသူ့ရဲ့ခေါ်ယူထားတဲ့အမှုတော်ကိုအဆုံးထိတိုင်အောင်သူကခွာပေးမှပြန်နေစေလို့ပါတယ်နောက်ဆုံးပေမှာတွေ့ရတယ်လေဆိုတော့တမန်တော်ထုနေ့မှာပေတရုကသူ့ရဲ့စက်ကချင်းကိုပြန်လဲပြီးမှအဖေကဖော်ပြတယ်တရက်အထက်မှာပဲတရားဟောတဲ့ခါမှာလူတိုးထောင်ပြောင်းလဲခဲ့ပါတယ်ရေးရဆိုဟောပြတဲ့ခါကျတော့အသင်းတော်ရဲ့ဖခင်ကြီးလေးသူဖြစ်လာခဲ့ပါတယ်သူရဲ့ဘောင်းကြောင့်ဖြစ်ခဲ့တဲ့သူကအသင်းတော်ရဲ့တိုင်မကြီးဖြစ်လာခဲ့ပါတယ်နောက်ဆုံးကျတော့တကယ်ကိုတရားဟောတာတအားကောင်းတယ်ဒီပေတရုမှာဟုတ်လားပေတရုရစာပထမဆောင်ဒုတိယဆောင်လည်းပဲကောင်းကောင်းရေးခဲ့မှခွာပေးခဲ့တယ်အကြောင်းမူကားထိုတို့အလုံးငါတေတို့ကိုခေါ်တော်မူပြီးခရစ်တော်တင်ငါတို့အတွက်ဒုက္ခခံတော်မူသည်ဖြစ်၍ခြေတော်ရာတို့လိုက်လျှောက်စေခြင်းကပိုတဲ့တဲ့ကိုပြတော်မူပြီးမငင်းပေတော့ဘူးမထွက်ပြေတော့ဘူးခရစ်တော်ကဲလို့ပိုတဲ့တဲ့ကိုငါတို့ပြတ်ထားပြီးပြီဆိုတော့လိုက်လျှောက်ကြပါလို့တကယ်ခွာပေးတဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်ဒီ
ဒီဘေခကြီးငါမှာလဲပါတွေ့ရလဲတေတို့တို့ဒီရှိတော့ဖျားကြီးသုံးစုတော်ကိုထင်းယူခြင်းမို့အာနိုင်ထေရတော့ကြောင့်မဟုတ်ဘူးမစီကျင်တော့စီပွားကိုတတ်မဲ့တော့ကြောင့်မဟုတ်ဘူးအလိုလိုစေတနာစိတ်နဲ့ကြည့်ရှုထင်းနေကြလို့တိုးစုရှိမှပိုတဲ့တည်ပြကြလို့ပိုတဲ့တည်သူမကောင်းခဲ့ဘူးတော့လည်းပဲနောက်ဆုံးမှာသူရဲ့စက်ကချင်းကိုဖျားကအသုံးပြုတယ်များရှိမှပိုတဲ့တည်ကိုပြတ်နေတဲ့အမှုတော်ဆောင်ကောင်းဖြစ်ခဲ့ပါတယ်ဒီကနေ့ကျွန်တော်ရှိမှရှိနေတဲ့ဆရာကြီးများကျွန်တော်အဖေအမှုတော်ဆောင်တက်တာ60ကျော်ပါပြီလို့ကျွန်တော်အသက်60မရှိသေးဘူးဟာဆရာတော်မော်နီအမှုတော်ဆောင်တက်တာ40ပြီပြီနဲ့ဖျားကိုသွားမှကျောင်းအနေကိုပြုချင်းခံမယ်ဆရာတော်လာစလို့40နီးပါရှိပါပြီလို့စက်ကထားတဲ့အရာကိုဘယ်တော့မှမဆိုးပြဘူးဖျားတက္ကထာတော်စက်ကထားတဲ့အရာကိုဖျားလက်ထက်မှာပဲထားတယ်တဲ့ဒါကြောင့်ကျွန်တော်အားလုံးလည်းပဲဖျားတက္ကထာစက်ကပြီးတဲ့အရာကိုဖျားလက်ထက်မှာပဲထားကြပါစို့အရင်ဘဝကိုမပြန်ပါနဲ့ငါပြန်မဖားပါနဲ့ဖျားခင်ကကျွန်တော်ရဲ့စက်ကချင်းကိုသူ့အချင်းနဲ့ရောက်တဲ့ခါမှာအောက်ဘွယ်ရာသူပြုဖို့ဖျားလက်ခင်ဆောင်းနေပါတယ်ဒါကြောင့်ဘွယ်ယူသွားတဲ့ဆရာသမားများအားလုံးလည်းပဲအဆုံးတိုင်အောင်တည်ကြည်နိုင်ကြတော့ဖျားလက်ထက်နဲ့အားထားတော့အရာကိုဖျားလက်ထက်မှာပဲထားပြီးမှစက်ကနိုင်ကြတော့သူများဖြစ်ဖို့အတွက်ကျွန်တော်ဒီတော့ပဲကြွားပေးပါတယ်အဲ့လိုပေါ့ဆက်လက်ပြီးဖျားခင်တပည့်ပါစေလို့